င်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်နောက်ပိုင်း KI ဗဟန်း Community Center ခမ်းမ၌ရင်းစည်းကမ်းလမ်းစည်းကမ်းကြောင်းတည်ပညာပေးတော်ရှိုးကိုဗဟန်းမြို့နယ်အမှတ်45တပ်ဖွဲ့စုမှတက်ကြက်ကြီးခင်မြတ်မောင်နှင့်ဒုတိယဦးစီးမှုဒေါ်တင်တင်စိုးတို့ကယခုလိုတင်ဆက်ခဲ့ပါတယ်ရှင်မင်္ဂလာပါရှင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်နောက်ပိုင်း KI ဗဟန်း Community Center ခမ်းမနဲ့လို့ရင်းစည်းကမ်းလမ်းစည်းကမ်းတည်ပညာပေးတော်ရှိုးတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာရှင်မင်္ဂလာပါဆရာမဆရာရဲ့အမည်နဲ့ရာထူးလေးကိုမိတ်ဆက်ပေးပါအောင်ဆရာဟုတ်ကျွန်တော်ကတော့ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်တပ်ဖွဲ့စု45ကတက်ကြကြီးခင်မြတ်မောင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်မော်တော်ယာဉ်တွေပေါ်များလာတဲ့ရန်ကုန်မြို့မှာတွာလာနေကြတဲ့အများပြည်သူတွေအတွက်ရင်းစည်းကမ်းလမ်းစည်းကမ်းကိုဘယ်လိုလိုက်နာသင့်တယ်လဲဆိုတာလေးကိုဆွေးနွေးပြောကြားပေးပါအောင်ရှင်ဟုတ်ကဲ့အဓိကတော့ဒီကျွန်တော်တို့ရင်တွာလာမှုခုနပြောသလိုပေါ့နော်ဒီဟိုဟာရင်းစည်းကမ်းလမ်းစည်းကမ်းဆိုတာကတော့ရင်အသုံးပြုသူတွေလမ်းအသုံးပြုသူတွေအဓိကမဖြစ်မနေလိုက်နာရမယ်သတ်မှတ်ချက်တစ်ခုပဲဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟိုဘာလို့လဲဆိုတော့ဒီရင်းစည်းကမ်းလမ်းစည်းကမ်းဆိုတာကဟိုပါဇက်ကပြောရင်လို့မရဘူးပါဇက်ပြောလို့မရဘူးဟိုရင်တိုင်းမှုတစ်ခုတစုံတရာဖြစ်တဲ့ဆိုရင်နေနာဆုံးချုံမှာကမိမိပဲဖြစ်တယ်ဟုတ်ကဲ့ပါရှင်ဟုတ်ဆိုတော့ဟိုကျွန်တော်တို့အခုလက်ရှိရန်ကုန်မြို့မှာဆိုရင်ကားတွေလည်းများတယ်များလာတယ်ဟုတ်ကဲ့ဟိုကျွန်တော်တို့ဟိုတုန်းကနဲ့တိတ်မတူတော့ဘူးပေါ့နော်နည်းနည်းများလာတယ်များလာတော့ဒီအခုလက်ရှိကားမောင်းနေရမယ့်ပုံစံကတော့ကျွန်တော်ထင်တယ်အဓိကတော့ဒီစီကံတကြပေါ့နော်စီကံတကြဆိုတဲ့နေရာမှာဒါစီကံတကြမောင်းနေဖို့အတွက်ဒီကမိမိရဲ့စိတ်ကိုမိမိ control လုပ်နိုင်ဖို့လည်းလိုတယ်ဟုတ်ကဲ့ရှင်ဟိုအရန်စောတကတက်ပြီးတော့မောင်းနေတာမျိုးတွေမလုပ်ပဲနဲ့ဟုတ်ကဲ့ဒါသူစီသူကန်းလေးနဲ့ဒါအကောင်းဆုံးဟုတ်ကဲ့ပါရှင် safety ဖြစ်ဖို့အတွက် anti ကင်းဖို့အတွက်ပေါ့နော်အဲ့လိုမျိုးမောင်းနေမယ်ဆိုရင်တော့ဒါအစီပြေလောက်ပါတယ်ကျွန်တော်တော့အဲ့လိုမြင်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်အခုမိုးရသည်ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ဒီမိုးရသည်မှာရင်အန်ဒီယကင်းရှင်းအောင်ရင်မောင်းတဲ့သူတွေနဲ့ရောလမ်းဖြတ်ပြီးတော့သွားလာနေကြတဲ့ပြည်သူတွေအတွက်ကိုဘယ်လိုလိုက်နာဆောင်ရွက်သင့်တယ်လဲဆိုတဲ့အကြံပြုချက်ကလေးကိုလည်းပြောကြားပေးပါအောင်ဆရာရှင်ဟုတ်ကဲ့ဒီကတော့ဒီကျွန်တော်တို့မိုးရသည်မှာဆိုရင်တော့ဟိုနွေရာသီနဲ့မတူတဲ့ဒီကျွန်တော်တို့ရဲ့လမ်းမပေါ်တွေရှိလာနိုင်တယ်ဆိုတဲ့အတွက်ဒါရေဝတ်တဲ့နေရာတွေကိုအဓိကဒါအချိန်လျှောပြီးတော့ဒါဖြတ်မယ်မောင်းနေမယ်အဲ့လိုမျိုးဆိုရင်ဒါအန်ဒီတွေကင်းမယ်ပြီးရင်ဒီတချို့လမ်းတွေမှာဆိုရင်ဒီရင်ကြီးတွေတက်နေတဲ့နေရာတွေရှိတယ်ဟုတ်ကဲ့ပါရှိတယ်အဲ့လိုဟာတွေဆိုရင်ဒါဘာဖြစ်ဖြစ်ကိုကဒီကိစ္စပေါ်မှာအန်ဒီတစုံတရာကိုဟိုရှေ့မကြည့်ဘဲနဲ့ဖြစ်တယ်လို့မောင်းမယ်ဒီမစင်မချင်းမောင်းနေမယ်ဆိုရင်ဒါကတော့ဒါအန်ဒီတစ်ခုဖြစ်နိုင်တာပေါ့နော်ဆိုတော့ဒီမိုးရမ်းရွာတဲ့အချိန်တွေမှာဆိုရင်လည်းဒါပုံမှန်ရာသီဥတုအနေထားမဟုတ်တဲ့အတွက်ဒါကျွန်တော်တို့ကဒီကားမောင်းနေတဲ့အချိန်မှာငကိုကတည်းပို့ပြီးတော့ဒါကျွန်တော်တို့သတိထားသင့်တယ်ဟုတ်ကဲ့ပါဆရာဒီငကိုကတော့ပို့ပြီးတော့ကိုဒါကိုလည်းဒါ control လုပ်ရမယ်စိတ်ရှည်တီးခံလမ်းကြောင်းမှာမောင်းရမော်တော်ကဒါဒီစကားတွေကကျွန်တော်တို့ဟိုးငယ်ငယ်လေးကတည်းကဟုတ်ကဲ့ပါဆရာဟုတ်ကျွန်တော်တို့ကြောင်းမှာလဲကျွန်တော်တို့မိဘတွေလဲဆရာဆရာမတွေကျွန်တော်တို့သင်ပေးဘူးတယ်ဟုတ်ကဲ့အဲ့ဒါအခုလဲကျွန်တော်တို့ဒီ generation ဒီဘက်ခေတ်ကျွန်တော်တို့မျိုးဆက်ခေတ်မှာလဲဒီစကားတွေကိုပြန်လဲပြောပြရတယ်ဟုတ်ကဲ့ပါဆရာနော်ဆိုတော့ဟိုမိုးရသည်မှာအဓိကတော့ဘယ်လိုပြုမှုမောင်းရမလဲဆိုရင်ခုနကျွန်တော်ပြောသလိုဒီနွေရာသီနဲ့မတူတဲ့ရာသီဥတုပုံမှန်မဟုတ်တဲ့ရာသီဥတုတွေဖြစ်တဲ့အတွက်ဟုတ်ကဲ့ဆိုတော့ဥပမာအကြောင်းမျိုးကြောင့်တစ်ပင်ကြီးကဟိုကြိုးကြရတယ်ရှိနိုင်တယ်တစ်ကန်ကြိုးကြရတယ်ရှိနိုင်တယ်မိုးအရန်ရွာပြီးတော့လေဟိုတချို့တစ်ပင်တွေဆိုရင်မိုးအရန်ရွာပြီးတော့ဒီအမြင့်တွေပါတွေကျွတ်ပြီးတော့လမ်းမပေါ်ကြားရတယ်ရှိတယ်အဲ့လိုမျိုးတွေကိုလေဒါကျွန်တော်တို့လည်းယူဆိုင်ပြီးတော့ဒါမောင်းနေတင်းတာပေါ့နော်မောင်းနေတင်းတာပေါ့ဟုတ်ကဲ့ပြီးရင်ဒီကျွန်တော်တို့တချို့နေရာတွေမှာဆိုရင်ဒါနေနေတဲ့လမ်းနေတဲ့နေရာလေးတွေမှာဆိုရင်ရေမြုပ်တာတွေရှိတယ်အဲ့လိုနေရာတွေမှာဆိုရင်လေဒါဘာဖြစ်အဲ့ဒါတွေကိုအရင်သတိထားသင့်တယ်ပေါ့နော်ထားသင့်တယ်ဟုတ်ကဲ့ကျွန်တော်တော့အဲ့လိုပဲမြင်ပါတယ်ဆရာမဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အခုလိုရင်စီကံလမ်းစီကံနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဆရာဟုတ်ကဲ့ပါဆရာမကျေးဇူးတင်ပါတယ်ဆရာမဒီသတင်းကိုရန်ကုန်နောက်ပိုင်း KI ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်